ဒီကိန်းနဲ့မှာပေါ့နော်ကျင်းနာနဲ့သွားလို့သွားနေမသိဘူးနော်โอเคအဲ့ဒါကြောင့်မို့ကျွန်တော်ကိုကဘယ်သွားရင်ကောင်းမလဲဆိုတော့ကျွန်တော်အိမ်ဒီပိုင်ဆောက်ပြီးနေရမယ်ပေါ့နော်ကျွန်တော်ဒီမြို့တက်လာခဲ့တဲ့ကျွန်တော်ပတ်စံမရှိတော့ဘူးကြာအဲ့ဒါကြောင့်မို့ကျွန်တော်အိမ်ဆောက်ပြီးနေပါမယ်โอเคဘာသာလို့အိမ်ဆောက်ပြီးနေဖို့အတွက်ကျွန်တော်အိမ်ဒီပိုင်ဆောက်ဖို့နေရာရှားမယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကားတစ်စီးတော့လို့ဒါပေမဲ့ပတ်စံကုန်နေနော်စံကုန်နေဒီတိုင်းမရှိရင်တော့ဆောက်ကျွန်တော်အိမ်ဆောက်မနေမှမလို့နဲ့ဒီနားလေးတော့ကွာမှာပေါ့ကားလောင်မလို့တန်းရောက်တော့ဒီအိမ်နဲ့မဲ့တင်လာတော့ကျွန်တော်ဘာဆောက်လို့ဆောက်ရမယ်မသိဘူးနော်ဒီအိမ်လေးဆောက်လိုက်မယ်ဆိုတော့ဆောက်လိုက်တော့ Oh my god ကျွန်တော်အိမ်လေးမိုက်တယ်ပေါ့နော်ဆောင်းမိုက်တယ် Oh my god အိမ်လေးရိုက်ဆိုကျွန်တော်နေစရာအိမ်လေးတော့ကျွန်တော်ရှိသွားပြီပေါ့နော်ကျွန်တော်TikTok အကောင့်နဲ့ YouTube အကောင့်ကိုလည်းပေါ့နော် TikTok အကောင့်ဆိုရင်ပေးပါပေး comment လေးပါလေးရေးပေးခဲ့ကြပါနော် YouTube မှာကြည့်နေတဲ့လူတွေဆိုရင် YouTube subscribe လေးပါလေးလုပ် like လေးပါလေးလုပ်ပေးခဲ့ကြဖို့တောင်းနေပါတယ်ဟာမရေတိုက်ကိုလိုက်စီဟာရေတိုက်ကိုလိုက်စီဘလာရထိုးကြိတ်လိုက်မပေးလိမ့်မယ်ကျန်ကငါမရှိရင်နင်းလေးစီကောင်းမလားနင်းကမကောင်းရဟေးတေးနင်းကတင်းနေပြီရောနင်းတင်းနေပြီရောဟုတ်ပြီကွာတားရအေးစင်းမင်းတို့ကျွန်တော်အိမ်မှာလည်းနေရာကျင်းနေကွာဒီစပိန်လေးမစီခဏငါကားစီကောင်းမလားလို့no ကားတော့မစီတော့ကွာငါဟိုကပဲစီတော့မယ်ဒါမျိုးဆိုင်ကပဲစီတော့မယ်ဒီဆိုင်ကပဲစီမယ်ဟာဆိုင်ကပေါ်တက်လို့မရဟာဆောက်အေဝတက်နေပြီလို့ brother ဟာနောက်မှမဟုတ်အရှိမအကွာ brother လို့ရ line မကောင်းဘူးလေဆိုအဲ့လိုမရပါဘူးလေဟာအေးအခုမှ contract ပဲဟာ brother လို့ show line မကောင်းလားဒီဆိုင်ငယ်နဲ့ပတ်သွားမယ်ဒီဆိုင်ငယ်နဲ့ကျွန်တော်ပတ်သွားမယ်ပေါ့နော်ကားစီတော့ကျွန်တော်ပတ်စံပေါ့နေစားစရာလေးပါလေးတောင်းဝင်မယ်ပေါ့ညနေဘာကားဆိုင်မှာဘာစားရကောင်းလဲဟုတ်တယ်ဘောနော်ဘာကားဆိုင်မှာကျွန်တော်တို့ဘာကားဝင်စားမယ်ပေါ့ဒီဘာကားဝင်စားမယ်ဘာကားဝင်စားမယ်ပေါ့နော်မှားမယ်ကွဘာမှမကောင်းမလဲညောက်ကကွာငါတက်ဘလက်ထဲမှာကြည့်ရတဲ့လောက်ကတော့ဟွာတဲ့ငါတင်ငယ်ချင်းတယောက်တည်းဟိုမှာစောင့်နေတယ်လို့ပြောရပြီဆိုင်ကြီးကျွန်တော်ဟိုကလေးတစ်ခွက်ပေးရဘာကဒီကငါရွေးရမယ်ခင်ဗျဒီဘာကဟုတ်တယ်ဒီထဲမှာဘာကရှိရကွာဟိုကအလူကျော်ဝယ်သွားလိုက်မယ်အလူကျော်ပေါဆော့ကတော့မတော့ဘူးကပေါဆော့ရင်အလူကျော်ဝယ်သွားလိုက်မယ်ကွာဒီပေါဆော့ရင်အလူကျော်ရေပေါ့နော်အလူကျော်ဟိုကကြည့်ပြီးစားမယ်အလူကျော်โอเคအခုတော့ငါအိမ်အောင်သွားမယ်ကွာဒီတော့ကွာတယ်လီပေါ်လာမယ်စောက်ရရှင်ဟုတ်ပါမှာနေအောင်ကနေလဲရောက်လာပြီဆိုတော့ဘလုံးကောင်းလေအင်းတကားလည်းဖွင့်သွားမှာကွာသူ့ဘောက်ခွန်းနာမှာစောက်ရှိတယ်ကွာအလူကြော်ပဲစားတော့ညောင်းကလည်းရလေကောင်းရောကဒီအပွင့်အမလီရှိုးလေးကိုနားရအလူကြော်လေးစားလိုက်တော့ခေါင်းလိုက်တော့ပါ